အမေဆိုတာစကားတစ်လုံးနဲ့ပဲခေါ်လို့ရပေမဲ့အတိတ်ပဲကတော့ဘဝတစ်ခုလုံးကိုလွှမ်းမိုးနေတဲ့မေတ္တာပင်လယ်ကြီးပါလူတစ်ယောက်ဟာဒီလောကထဲကိုဝင်ရောက်လာတဲ့အချိန်လက်တစ်ဖက်နဲ့လမ်းပြပေးသူမရှိသေးခင်နှလုံးသားနဲ့လမ်းညွှန်ပေးနေပြီးသားလူတစ်ယောက်ရှိနေပါတယ်အဲ့ဒါကအမေပါပဲမင်းရဲ့အတန်မထွက်နိုင်သေးတဲ့အချိန်မှာတော့မင်းရဲ့လိုအပ်ချက်တွေကိုနားလည်တတ်သူမင်းမပြောရသေးတဲ့နာကျင်မှုကိုတောင်ခံစားပေးတတ်သူအဲ့ဒီလိုလူမျိုးကဒီလောကမှာအမေတစ်ယောက်တည်းပါပဲလူကြီးလာတဲ့အခါစကားတွေပြန်ပြောတတ်လာတယ်အတွေးတွေကိုပိုင်လာတယ်ဒါပေမဲ့မေတ္တာကိုတော့တိုင်းတာတက်လာကြတယ်အမေပြောတဲ့စကားတွေကိုနားမလည်ဘူးလို့ပြောပြီးကြော်လွှားသွားတတ်ကြတယ်အမေသတိပေးတာတွေကိုအယမ်းလွန်တယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့အမေအတွက်ဆိုရင်မင်းရာအားလုံးကမလွန်တက်ခဲ့ပါဘူးမင်းတော်သားထွက်ခဲ့တဲ့နေ့တွေမှာအမေကတိတ်တိတ်လေးပဲခံယူခဲ့တယ်မင်းမပြောချင်တဲ့အချိန်မှာအမေကမေးမြန်းတာရက်ပြီးစောင့်နေခဲ့တယ်မင်းမယွင်းခဲ့တဲ့အခါအမေကမင်းဘက်ကနေကာကွယ်ပေးခဲ့တယ်အဲ့ဒီအရာတွေကိုမင်းအချိန်မီမသိဘူးဆိုရင်နောက်တစ်နေ့မှာတတိယယုံနဲ့မလုံလောက်တော့ပါဘူးအမေမျက်နှာကိုတခါတည်းတေချာကြည့်လိုက်ပါအချိန်တွေကတသက်တာမလှုပ်ရှားခဲ့ဘူးမျက်ရည်တွေချွေးတွေစိတ်ပင်ပန်းမှုတွေအကုန်လုံးကမင်းဘဝအတွက်ပဲပြောင်းလဲသွားခဲ့တာပါအမေလက်တွေကတဖြည်းဖြည်းကြမ်းတမ်းလာတယ်ဒါကအလုပ်ကြောင့်မဟုတ်ဘူးမင်းကိုပုံမကောင်းမွန်အောင်ထားခြင်းနဲ့စိတ်ကြောင့်ပါအမေတန်ကတခါတရံမှတက်တယ်ဒါကစိတ်ဆိုးလို့မဟုတ်ဘူးမင်းလမ်းမသွားစေခြင်းလို့ပါအမေမြစ်တာကတော့အခြေအနေအချိန်အရေးအတွက်မလိုအပ်တဲ့မဆုံးနိုင်တဲ့အရာတစ်ခုပါတနေ့တစ်ချိန်မှာမင်းရှာဖွေခြင်းနဲ့အောင်မြင်မှုတွေကိုရနိုင်မယ်မင်းလိုချင်တဲ့လူတွေကိုတွေ့နိုင်မယ်ဒါပေမဲ့မင်းကိုအကြောင်းမရှိပဲချစ်နေတဲ့အမေတယောက်ကိုတော့ပြန်ရှာမရတော့ပါဘူးအဲ့ဒါကြောင့်ချစ်တဲ့ဆိုတာကိုမနှောက်ကြခင်ပြောပါအချိန်ရှိတဲ့အချိန်မှာအတူနေပေးပါငွေမဟုတ်တဲ့အရာတွေအချိန်ဂရုစိုက်မှုနားထောင်မှုတွေကိုပေးပါတည်ပြီးမှကူရှိမှမျက်ရည်ကျတာထက်ရှင်နေစဉ်မှာလက်ကိုကင်ပြီးပြုံးပြတာကပိုတန်ဖိုးရှိပါတယ်မင်းဘဝမှာအကြီးဆုံးသောဆုလက်တစ်ခုရှိခဲ့ပြီးသားပါအဲ့ဒါကအမေရှိနေခြင်းပါပဲနှောင်နှဆိုတာအချိန်ကုန်သွားပြီးမှပဲရောက်လာတတ်တဲ့အရာပါဒါကြောင့်အမေကိုရှိနေစဉ်မှာပဲအပြည့်အဝချစ်ပါဂရုစိုက်ပါလေးစားပါမနှက်ဖြန်ကိုမစောက်ပါနဲ့ဒီနေ့ကလေးကစတင်လိုက်ပါအမေဆိုတာဘဝတစ်လျှောက်လိုက်ဖက်မဲ့အချစ်မဟုတ်ဘူးဘဝတစ်ခုလုံးကိုဖန်တီးပေးခဲ့တဲ့မေတ္တာပါအချိန်ကစောင့်မနေဘူးဘဝကပြန်မရတဲ့အရာတွေကိုတင်ပေးတတ်တယ်ဒါကြောင့်ချစ်ချင်းကိုမနှောက်ကြခင်ပြောပါတန်ဖိုးထားခြင်းကိုမနှောက်ကြခင်ပြပါမင်းရဲ့လက်ကိုအမြဲတမ်းစုပ်ကင်ထားခဲ့တဲ့အမေလက်ကိုဒီတစ်ခါတော့မင်းဘက်ကနေပြန်စုပ်ကင်လိုက်ပါအဲ့ဒါပဲနောင်တမရှိတဲ့ဘဝတစ်ခုရဲ့အစပါသားသမီးတိုင်းမိဘမေတ္တာကိုနားလည်နိုင်ကြ၍မိဘတိုင်းသားသမီးများရဲ့ဂရုစိုက်မှုများရကြပါစေအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးပါဗျတမိုးရှိတဲ့ဘ ഹു တုတ္တစာပေလေးများကိုအမြဲတင်ဆက်နေတာမို့အကောက်လေးကိုဖော်လို့လှုပ်ထားပေးမှုမမေ့နဲ့အောင်တော်ဟုတ်ကဲ့ကျွန်တော်ကံကောင်းမှာကံကောင်းစာပေမှမေတ္တာဖြင့်မျှဝေပါသည်